ခေဖောင်းတို့ရဲ့အိမ်ကိုတင်မြင့်မသိဈေးနာနီနီတိုက်ကြီးနဲ့ရွှေဆိုင်ဟုတော့တည်ထားတယ်။ရွှေဆိုင်နာမည်လည်းမသိဈေးဝင်းတင်မှာခင်ဖောင်းရဲ့နာမည်နဲ့တွဲလျက်ရွှေဆိုင်အမည်ကိုမေးတော့အခက်ခဲမရှိအသေးအချာညွန်ပြသူနဲ့တွေ့ရ၍အလွယ်တကူရောက်သွားတယ်။တိုက်ကြီးကအကြီးကြီးခြံဝန်းတကားကြီးပိတ်ထားတယ်။တိုက်တကားများကတော့ပွင့်လျက်ခင်ဖောင်းတို့မိသားစုစီးကြတော့ကားအဖြူလေးကိုလည်းတွေ့ရတယ်။အိမ်မှာရှိကြမီမှာတေးကြတယ်။အိမ်ရှိမှလမ်းခေါ်စရာလူတယောက်မှမတွေ့ရတင်မြင့်ပါလို့ရမှန်းမသိအိမ်ဘက်စီတို့စောင့်ကြည့်နေရတယ်ထွက်လာလည်းရင်လမ်းခေါ်နိုင်ရန်ဖြစ်တယ်သို့တော့အချိန်ကြာတဲ့အထိဘသူကိုမှမတွေ့ရတင်မြင့်စိတ်မရှိအချောက်ခမ်းမှကြံခဲ့တဲ့အေးဆွေကိုလည်းစိတ်မကောင်းဖြစ်မိတယ်ခင်ဖောင်းရဲ့ခင်ဖောင်းအိမ်ထဲမှကြားအောင်လမ်းခေါ်လိုက်တယ်ဘသူမှထွက်မလာသေးခင်ဖောင်းရဲ့ခင်ဖောင်းအတန်ကိုပုံမြင့်ပြီးထပ်ခေါ်လိုက်တယ်အသက်20ကျော်လူငယ်တယောက်ထွက်လာတယ်ဘာလို့လဲကွာဘာကိစ္စလဲမေးပုံကမာကျော်တယ်တင်မြင့်သိလိုက်ပါတယ်ပထမအချိန်ကရဲများနဲ့ရွာကိုရောက်လာခဲ့တော့ခင်ဖုံးကြီးအကိုတွေ့လို့ကတော့ဓာတ်နဲ့ခုတ်မယ်ဆိုတော့တောင်းမရွာကအေးဆွေရဲ့အကိုပါခင်ဖုံးနဲ့တွေ့ကြလို့ပါဘာကိစ္စနဲ့တွေ့ကြတာလဲမေးပုံလီတန်ကိုတင်မြင့်မကျင်နဲ့သူ့ကိုစေတနာကောင်းတဲ့ကူညီလို့အေးဆွေအချုပ်ခန်းမှာအချုပ်ခံနေရတဲ့အကြောင်းကိုလာပြောတာတင်မြင့်ရဲ့လေတန်ကလည်းမာတယ်အဲ့ဒါခင်ဖုံးနဲ့ပါဆိုင်လဲဟာဆိုင်တာပေါ့သူ့ကိုစေတနာနဲ့ကူညီတဲ့သူဒုက္ခဖြစ်နေတာသူ့ပြန်ကူညီတဲ့နာပေါ့အဲ့ဒါဆိုလဲစေတနာနဲ့ကူညီတဲ့အကြောင်းရဲစခန်းမှာနားလည်အောင်ပြောပေါ့ဗျကို့ဘာသာကိုပြောတာမရလို့ပေါ့ကွာတားရေဘာလို့လဲဘာဖြစ်နေရလဲအိမ်ထဲမှာခင်ဖုံးရဲ့အဖေထွက်လာသည်ကိုတွေ့ရ၍တင်မြင့်အားတက်သွားသည်မသိပါဘူးအဖေကခင်ဖုံးကိုရဲစခန်းလိုက်ရှင်းပေးရမယ်တဲ့ဟေးဘာကိစ္စလဲကွာခင်ဖုံးကြီးဖခင်အိမ်ရှိတို့ထွက်လာသည်အိုးကျွန်တော်ကတော့မကပါအေးဆွေရဲ့အကိုပါအေးဟုတ်ပြီမင်းကငါမှတ်မိတယ်အေးဆွေကိုဦးတို့ကအရွယ်မရောက်သေးတဲ့မိန်းကလေးကိုခိုးယူတယ်လို့တိုင်ထားတယ်ဆိုပြီးရဲစခန်းလိုက်ရှင်းဖို့ခေါ်တာကိုကျွန်တော်ပါလိုက်လာခဲ့တာအေးလေအဲ့ဒါငါသိတယ်ဒီရောက်တော့အေးဆွေကိုအချုပ်ခန်းထဲထည့်ပြီးချုပ်ထားလိုက်တယ်တရားရုံးကြမှာရှင်းရမယ်တဲ့အာမခံလည်းသူတို့မလွတ်ဘူးတဲ့အရွယ်မရောက်သေးတဲ့မိန်းကလေးခိုးယူပေါင်းသိမှုပြီးတော့အလိုမတူပဲအာတမပြုတ်တာတွေရောအာမခံပေးလို့မရဘူးတဲ့ဟုတ်လားသားတို့အတိလိုတိုင်ထားတာလားဟုတ်မှာပေါ့တိုင်စာကိုရှင်းနေကိုယ်တိုင်ပဲရေးတာပဲရှင်းနေကအပြစ်ကြီးအောင်တစ်ဖက်သားဒုက္ခရအောင်တိုင်ထားပြီဟုတင်မြင့်နားလဲလိုက်ပါသည်အဲ့ဒီတော့ဥပရှင်ဘာလို့ရမည်ကိုနားမလဲပါကျွန်တော်ဦးကိုအကူကြီးတောင်းချင်လို့ပါခမညာတင်မြင့်ကလေတံပြောင်းပြီးခင်ဖုံးရဲ့အဖေကိုယူယူတေးတေးပြောလိုက်သည်ပြောပါတကယ်ကတော့ခိုးယူပေါင်းတင်တာလည်းမဟုတ်ပါဘူးဦးကိုလည်းခင်ဖုံးပြောပြပြီးလို့သိလောက်ပါပြီဥပရှင်ခေါင်းနှိမ်ပြသည်ဆရာတွေရောကျောင်းသားတွေရောအကိုနှစ်ယောက်ကလည်းဓာတ်တွေနဲ့ဆိုတော့ကြောက်ပြီးထွက်ပြေးရတာကျွန်တော်ရဲ့ညီကစေတနာတန့်တန့်နဲ့စောင့်ရှောက်ခဲ့တာဦးသမီးအသိဆုံးပါအခုတော့အရွယ်မရောက်တာရောအာရမမှုရောတိုင်ထားတော့အာမခံအောင်ပေးလို့မရဘူးပြောပါတယ်အမှန်တိုင်းဦးတို့သိပြီဆိုတော့တိုင်ထားတဲ့အတိုင်းမဟုတ်ကြောင်းအမှန်ကိုပြန်ပြောပြရင်အေးဆွေလွတ်မှာမို့ဦးလိုက်ပြောပေးဖို့အကူညီတောင်းတာပါတင်မြင့်ရဲ့လေတံကနည်းနည်းကျဲ၍အိမ်ထဲမှာခင်ဖုံးကြားသည်ထင်ပါ၏သူ့အမေနဲ့အတူအိမ်ထဲမှာထွက်လာသည်ဖေဖေဘာဖြစ်လို့လဲယင်အော်ကိုတင်မြင့်အေးဆွေရောတင်မြင့်ပို့၍အာတက်သွားသည်ဖြစ်ကြောင်းကုံစင်ကိုပြန်ပြောပြသည်ဟဲဒါဆိုရင်အေးဆွေအချုပ်ခန်းထဲမှာဒုက္ခရောက်နေပြီပေါ့လိုက်ပြောလိုက်ပါဖေဖေသူကတိုက်ယူတာစိတ်ကောင်းလဲတိတ်ရှိတာသူ့မှာဘာမှလည်းအပြစ်မရှိဘဲနဲ့ဖေဖေကိုသမီးပြောပြီးသားနော်နေမင်းစုံမဟုတ်ဘဲနဲ့အိမ်လာပြောလို့ဒီလိုတွေဖြစ်ကုန်ရတာသမီးကိုကူညီလို့သူ့အချုပ်ခံရတာဘယ်တရားပါမလဲဥပရှင်ဘာလို့ရမှန်းမသိသေးသူ့သားများအောင်ကိုကြည်လိုက်တယ်အဲ့ဒါဆိုရင်တော့ရှင့်နဲ့ဦးမြတ်ညွန့်သွားခေါ်ရမှာတားဖြစ်သူကလမ်းကြောင်းပြောင်းပေးလိုက်တယ်အေးဟုတ်တယ်ကိုမြတ်ညွန့်ကိုခေါ်မရမယ်ဥပရှင်ကမော်ရကားကိုထုတ်ပြီးတင်မြင့်ကိုခေါ်၍ဦးမြတ်ညွန့်အိမ်သွားပြီးအကျိုးအကြောင်းပြောပြကြတယ်ဦးမြတ်ညွန့်ကတိုင်ချဖွင့်ပြီးဖြစ်၍ဤအမှုမျိုးကိုရဲစခန်းကဘာမှလုပ်ပေးမှာမဟုတ်ကြောင်းလုပ်ပေးပိုင်ခွင့်လည်းမရှိကြောင်းအာမခံလည်းမရနိုင်ကြောင်းအမှုကိုမြန်ရုံးတင်ပြီးမြန်စစ်ဆေးအောင်လုပ်မှမြန်လွတ်မှာဖြစ်ကြောင်းပြောပြသည်
ရဲစခန်းကိုလိုက်ပြောကြည့်ပေးပါရန်တင်မြင့်ကရှင့်နေကြီးကိုတောင်းပန်သေးသည်ရှင့်နေကြီးခေါင်းရမ်းပြလိုက်သည်အကျိုးမရှိရဲ့အလုပ်ကိုဘာလို့လုပ်မလဲလိုက်ပြောလဲရမှာမဟုတ်ပဲအဲ့ဒါဆိုရင်ကျွန်တော်ရဲ့ညီကဘာအပြစ်မှမရှိဘဲနဲ့အချုပ်ခန်းထဲမှာနေရတာဘယ်တရားမလဲဗျတင်မြင့်မချင်မနှက်ခံစားရသည်လောလောဆယ်တော့နေရမှာပဲရှင်းနေကြီးပြောပုံကပေါ့လွယ်လွယ်လေးဖြစ်သည်ဒါကတော့မတရားတာပဲစိုးလိုက်တာခမရတို့တိုင်ထားတာပဲခမရတို့ပြန်ရုပ်သိမ်းရင်ရမှာပေါ့ဗျတိုင်တော့ကတော့ဒီတိုင်းအမှန်ပဲထင်လို့တိုင်ခဲ့တာပဲအတွေ့အကြုံများနေပြီဖြစ်တော့ရှင်းနေကြီးကတင်မြင့်ကိုဒေါသထွက်ခြင်းမရှိအေးဆေးပြန်ပြောပြသည်အခုမမှန်ဘူးဆိုတာသိပြီပဲဗျာမမှန်ချောင်းကိုပြန်ပြောတဲ့အခါကျတော့ရဲစခန်းမှာပြောလို့မရဘူးလူလေးရဲ့တရားရုံးမှာကြာမှာပြောလို့ရတာဒါဆိုဒီကြားထဲမှာအေးဆွေကဒီတိုင်းမနေရမှာပဲလားကြာတော့မကြပါဘူးတရားရုံးမှာမြန်စစ်နိုင်အောင်လုပ်ရုံပဲရှိတော့တာပေါ့လူလေးက10တန်းဖြေရမှာဗျအခုအတိုင်းချုပ်ခံနေရရင်စာချက်ချိန်လည်းမရတော့ဘူးဆရာမကြီးကိုပဲတော့ပြောရမှာပဲပြဿနာပိုရှုပ်လာမှာကိုဥပရှင်စိုးရင်လိုက်တယ်ဘလို့လို့ရင်အာမခံရနိုင်မလဲဦးမြတ်ညော့အာမခံကတော့ဘလို့မှမရနိုင်ဘူးဒါဖြစ်ဘလို့လို့ရင်အကောင်းဆုံးဖြစ်မလဲဗျာအမြန်ဆုံးရုံးတင်ပြီးအမြန်စစ်ဆေးနိုင်အောင်စူးစမ်းမှအာမခံရမှာပေါ့ဒါဆိုရင်လည်းစူးစမ်းပေးပါအောင်ဗျာဥပရှင်ကရှင်းနေကြီးကိုတောင်းပန်နေရပြီစူးစမ်းပေးပါမယ်ဒီကြားထဲမှာသိခံရမှာပဲအမှုဆိုတာဖြစ်လာပြီဆိုမှတော့စိတ်ရှည်ရတာပဲတင်မြင့်စိတ်ပြတ်သွားပါပြီခမများမတရားသဖြင့်တစ်ဖက်သားနစ်နာအောင်ဒီလိုတိုင်လိုက်လို့ဖြစ်တာဟုပြောလိုက်ခြင်းသည်သို့တော့အမှုမြန်ရုံးတင်ပြီးအာမခံရဖို့သူ့ကိုအားကိုးရအောင်မိမို့ဘာမှမပြောဘဲနေလိုက်ရသည်မျက်စိထဲမှာတော့အချုပ်ခန်းတွင်မျက်နှာငယ်နေခြင်းရတော့အေးဆွေကိုမြင်ရောင်နေမိသည်အိမ်ပြန်လျင်လဲမိသားစုကိုဘလို့ပြန်ပြောရမှန်းမသိညနေပြီဖြစ်၍ညသည်တိတ်ဆိတ်တော်လဲခင်ဖုံအိမ်မရအချုပ်ခန်းထဲမှာဒုက္ခဖြစ်စေမိအေးဆွေကိုမြင်ရောင်၍စိတ်မကောင်းဖြစ်မိသည်အသေးအချာစဉ်းစားကြည့်လိုက်ရင်သူ့မှာဘာအပြစ်မှမရှိဇီးသီးစားရန်ကိုခေါ်သွား၍သူ့လိုက်ခဲ့ရသည်ဇီးပစ်ပေါ်တက်ပြီးဇီးသီးခူပေသည်နေမင်းဆိုပြဿနာလာရှာပြီးအိမ်လာတိုင်၍အကိုနှစ်ယောက်ဒေါသကြီးပြီးမဖြစ်တဲ့နာတွေဖြစ်ရသည်ဆရာရောကျောင်းသားတွေပါရှုပ်ကုန်သည်နောက်ဆုံးထွက်ပြေးရတော့လေညာကြီးတကောင်မှနှစ်ယောက်အတူဒုက္ခဖြစ်ခဲ့ရသည်ဒုက္ခများရိုးတာတာကိုညီတီကလွဲ၍မယိုးမသားအမှုအရာနည်းနည်းပါးပါးပင်မတွေ့ရကိုစုသမျှပြောသမျှလဲတီးခံခဲ့သည်ငယ်တော့အိမ်မှာနှစ်ယောက်အတူအိတ်ခဲ့ရတော့ညကိုလည်းပြန်ထွေးမိသည်ကိုကသာစိုးရိမ်စိတ်နဲ့အိတ်မပြောဖြစ်ခဲ့ရသည်သူကတော့ကိုနှစ်အဝေးဆုံးထရံဘေးမှာကပ်ပြီးကိုဘက်တော်ပေး၍စိတ်ချလက်ချရှိအောင်အိပ်ပြခဲ့သည်မယိုးသားတဲ့ယောက်ျားသားဆိုလျင်ခင်ဖုံမတွေးဝင့်အောင်ဖြစ်ရသည်အော်ဟစ်အကူကြီးတောင်းရမှာကလည်းခိုးပြေးလာတော့လည်းများထင်ပြီးအိမ်ကလုံးမှာနှစ်ယောက်တည်းတင်ထားခြင်းဖြစ်သည်ပြန်တွေးသည်ပင်ရေမောစရာသို့တော့အေးဆွေကနှစ်နှစ်နဲ့နှစ်ညလုံးနှမတယောက်လုံးစောင့်ရှောက်ခဲ့သည်နေမကောင်းတော့လဲလိုသေးမရှိပြုစုသည်အိမ်ရှင်များကပြဿနာရှင်းအောင်လက်ထပ်လိုက်ကြဖို့ပြောသည်ကိုပဲညင်းပယ်၍အဖြစ်မှန်အတိုင်းရှင်းပြခဲ့သည်သူ့ရွာရောက်တော့လဲသူ့အိမ်မှာအကောင်းဆုံးထားပြီးဂရုတစိုက်ပြုစုသည်ရွာလူကြီးများနှင့်သူ့မိသားစုများအကိုများကပြဿနာရှင်းအောင်လက်ထပ်ကြဖို့အကြံပေးကြပြန်သည်သူကလက်မခံအဖြစ်မှန်တိုင်းပြောပြီးပြန်ညင်းသည်သူကငါ့ကိုလုံးဝစိတ်မဝင်စားလို့လားမိမမာနာနဲ့တန်တရားအကျွေးပင်ဝင်မိသည်သို့တော့ကိုတော့လိုသေးမရှိအောင်ဂယုဆိုင်သည်ဘာမစိုးသူ့ဘက်ကမစင်စားကိုဘက်ကစဉ်းစားပေးသည်မှာတိတာမြင်သားသည်အခုတော့ဒုက္ခများကိုကြောင့်အချုပ်ထဲရောက်နေရရှာပြီအေးဆွေဤအေးချမ်း၍သဘောကောင်းသောမျက်နှာကိုမြင်ရောင်မိသည်သူရောအချုပ်ခန်းထဲမှာအဲ့လိုရပါမလားအချုပ်ခန်းဆိုဒီမှာခင်ဖုံးမမြင်ဘူးပါဘလို့ဟာမှန်းမသိပါသို့တော့မကောင်းသည့်နေရာဖြစ်မည်ဟုတော့ခံမှန်းမိသည်သူကဘာမှအပြစ်မရှိဘဲနဲ့ခံရတော့ပိုဆိုးတာပေါ့အေးဆွေကိုတနာမိသည်ဖေဖေနဲ့မေမေကတော့ခင်ဖုံးရှင်းပြသည်ကိုနားလည်လက်ခံ၍သမီးအတွက်စိတ်မကောင်းဖြစ်ရသလိုရိုးသားကူညီတော့အေးဆွေကိုလည်းစာနားလဲကြသည်သို့တော့အကိုနှစ်ယောက်ကတော့ရှက်တလို့လို့ရွတ်တလို့လို့နဲ့ခင်ဖုံးရှင်းပြသည်ကိုအသေးအချာနားမထောင်ခင်ဖုံးကိုအပြစ်တင်မမြင်လဲအေးဆွေကိုအကောင်းမမြင်သည်ကိုတင်မြင့်လာသည်ကိုလည်းတင်းတင်းမာမာဆက်ဆံသည်ခင်ဖုံးအာနာသည်
သူတို့ရဲ့အိမ်မှာနေခဲ့စဉ်ကလိုလေသင်းမရှိဂယုစိုက်ခဲ့ကြသည်ကိုအိမ်ကြတော့မြို့သူမြို့သားမှုတောသားအပေါ်အဖက်မတန်ဆက်ဆံသည်ဟုထင်လိမ့်မည်ခင်ဖုံးကတော့သူ့မှာရှိသောသွားလိုက်စေသဘောတန်စက်ပြကွက်နဲ့စက်ပြအပြင်ချောကလက်တပူပါထည့်ပေးလိုက်သည်စာလေးတစ်စောင်ရေးလိုက်ချင်တော့လဲဖေဖေနဲ့မေမေတမျိုးထင်မှဆို၍မရေးဘဲနေလိုက်ရသည်သူခမအချုပ်ခန်းနဲ့ဘယ်နေရကြအောင်နေရမလဲဘယ်လိုနေရမလဲမနေ့ပြန်ငါသွားတွေ့ကြလိုက်တာဖေဖေကိုပြောလိုက်ရင်လိုက်ပို့ပေးပါမလားခင်ဖုံးတက်ပြင်းမော်လေးတရှိုက်ရှိုက်လိုက်မိသည်တောမရာရင်ရှိစဉ်တောင်ကျိမှလွမ်းစေတီသို့သွားခဲ့သည်ကိုတတိယ၍ဖြစ်သည်တောင်ကျိလွမ်းစေတီနာတွင်အင်းစင်းပန်းများခူးရသည်ကပျော်စရာအေးဆွေကတောသားပေပေတစ်ပင်တက်ကျွမ်းသည်ပေါ့ပေါ့ပါပါတက်သွားပြီးအင်ဂျင်ပန်းတွေချိုးချပေးသည်နေမြန်းသောအင်ဂျင်ပန်းများကချစ်စရာသဘာဝအလှပန်းတွေအများကြီးရတော့လွမ်းစေတီမှာပန်းလှူကြသည်သို့တော့တယောက်တနေရာစီအေးဆွေခဝေးဝေးမှာခတ်ခွာခွာသွားကြတော့သည်လွမ်းစေတီဆိုသည့်အတိုင်းနေရာလေးကလွမ်းစရာတရွက်ဝါလေးများကကျွေ၍အဝေးစီမှအုံအောငှက်တန်လေးများကလီမာလွင့်ပါလာသည်ဖေဖေနဲ့မေမေကိုတတိယ၍လွမ်းစီတီမှာမျက်ရည်ကျခဲ့ရပါသည်လွမ်းစီတီကပြန်လာတော့ရင်ထဲမှာအလွမ်းလေးပါလာသည်ຫນွေဦးရှုခင်းများကလည်းလွမ်းစရာနှစ်ယောက်အတူပြန်လာကြတော့လဲကို့ဘာသာတယောက်တည်းအထီးကျန်သလိုခံစားရသည်အေးဆွေကဘေးချင်းရှင်လျှောက်ရမှာတောက်တလိုလိုနဲ့နောက်ဖက်ခက်ခေါ်ဝါလေးမှလိုက်လာပါသည်ရွာကြတော့ခွေးကြောက်၍သူ့ကိုရက်ဆောင်မှခွေးဖက်မှအကာအကွယ်ပေး၍ဘေးချင်းရှင်ပြီးရှောက်သည်သူစင်ကြယ်ဒီမှာလည်းအပြစ်မြင်စရာမရှိဘေးချင်းရှင်၍ရှောက်သည်နှင့်ရွာထဲမှမြင်သူများကလိုက်ဖက်ကြောင်းကောင်းချီဩဘာပိတံများအမျိုးမျိုးထွက်ပေါ်လာကြသည်အေးဆွေ၏အမေနှင့်အမပါဝမ်းသာအားရသဘောကျနေကြသည်အေးဆွေကိုကြည့်ရသည်မှာအတော်အားနာပုံရသည်နောက်နေ့တွင်အေးဆွေကာယံပေသောရေချိုးကန်းလေးမှအေးဆွေထမ်းပေသောစမ်းရည်အေးအေးလေးကိုရေချိုးရသည်သူ့ရဲ့စေတနာသူ့ရဲ့ကျေးဇူးတွေကိုလေးစားရမှသူနှင့်ဝဝင်းနေရန်တတိထားမိခဲ့သည်ထမင်းစားတော့ဟင်းတွေထည့်ပေးနေသောအေးဆွေနှင့်မျက်နှာချင်းမဆိုင်မိအောင်ခေါင်းငုပ်ထားခဲ့သည်ထမင်းစားပြီးသည်နှင့်အခန်းထဲဝင်ပြီးတကားပိတ်နေလိုက်သည်အေးဆွေကစာမေးကျင်၍ခေါ်သည်ပင်မထွက်ပဲနေခဲ့သည်အေးဆွေဘလို့အောင်းမိမိမသိစိတ်ထဲမှာတော့အေးဆွေကိုအားနာနေမိသည်တော်သေးသည်နေကင်းမှာဖေဖေနဲ့မေမေလိုက်လာ၍အေးဆွေတို့ရဲ့အိမ်မှာအေးဆွေနှင့်နိနိကက်ကက်နေရမည့်အခြေအနေမှာလွတ်မြောက်လာခဲ့သည်အခုတော့ဒုက္ခမြအချုပ်ခန်းထဲရောက်နေပြီမိမိအပေါ်မှာအမြဲတမ်းကောင်းခဲ့သောအေးဆွေကိုမြင်ရောက်မိသည်ဒုက္ခမြငါကြောင့်ဒုက္ခဖြစ်ရတာအေးဆွေအတွက်စိတ်မကောင်းဖြစ်ရသည်ဟိုကောင်နေမင်းဆိုးကရုံးကရိုက်လုံးလို့ဖြစ်ရတာစိတ်ရင်းမကောင်းသောနေမင်းဆိုးနဲ့နှိုင်းယှဉ်လိုက်သောအခါအေးဆွေစိတ်ရင်းကောင်းသည်မှာပို၍ထင်ရှားလာသည်ဘာမှမဆိုင်ဘူးနေမင်းဆိုးကိုအထင်သေး၍အေးဆွေကိုအထင်ကြီးစိတ်ဖြစ်လိုက်မိသည်အေးဆွေသည်ကိုကဆူလိုက်ငေါက်လိုက်ကြိုက်သလိုဆက်ဆံခဲ့သူဖြစ်တော်လဲသူ့ရဲ့အိမ်သူ့ရဲ့ရွာမှာတော့အလုံးကချစ်ခင်အရေးပေးခံရသူဖြစ်သည်တော်သားမှုနေဘူးတဲ့တွာလာရညာတော့ကြောင့်အသားမဖြူတော့လဲအသားညိုသူတော့မဟုတ်အသားလက်ဖြစ်သည်ထူးခြားသည်မှာရိုးသားဖြောင့်မှန်၍စိတ်ရင်းကောင်းသည်ကိုဖော်ပြနေသည့်အေးချမ်းသောမျက်နှာဖြစ်သည်ကို့အပေါ်မှာအနွန်အတာခံ၍နှိမ့်နှိမ့်ချချဆက်ဆံတော့လဲအနီးကပ်နေကြည့်သောအခါကျမှခန့်ညံ့ညံ့မဟုတ်မှန်းသိရသည်အတန်းထဲမှာစာညံ့သူမဟုတ်တောမလာရ၍ဝိုင်းကျွရှင်မတက်နိုင်သောကြောင့်စာအတော်ဆုံးမှမပါတော့လဲစူးစမ်းသူဖြစ်သောကြောင့်ဆယ်တန်းစာမှုပွဲအောင်မြင်မှတည်ကြသူဖြစ်သည်သို့သောစာမွေးပွဲနေ့ကမှကိုယ့်ရဲ့ပြဿနာကြောင့်စာကောင်းကောင်းချက်ခွင့်မရှိအခုဆိုလည်းအချုပ်ကန်ထဲကိုရောက်နေ၍ပို့ပြီးမျက်နာတော့မည်မိမြကြအောင်ဆက်ပြီးအချုပ်ခံရမည်မသိစာမွေးပွဲက10ရက်တာလို့တော့သည်သူမဖြေရရင်ငါကြောင့်မျက်နာတာပဲနေမင်းဆိုးကတော့ဘလောက်ဝမ်းသာမယ်မသိဘူးအေးဆွေဖြေရစေခြင်းသည်စာမွေးပွဲအောင်စေခြင်းသည်အားလုံးသဘောကောင်းကြသောအေးဆွေမိဘများနှင့်အကိုအမများကိုလည်းတနာနေမိသည်သူတို့အားလုံးအေးဆွေအတွက်စိတ်မကောင်းဖြစ်နေကြပါလိမ့်မည်သူအမြန်ဆုံးအချုပ်ထဲမှထွက်ပြီးစာမွေးပွဲဖြေရအောင်ဖေဖေကိုပြောရမှာပဲဖေဖေကလုံးမပေးရင်အိုးလုံးပြီးအောင်ငါပြောရမှာပဲသူစာမွေးပွဲဖြေရဖို့ငါစူးစမ်းမယ်ငါ့ကိုကူညီတဲ့သူကိုငါပြန်ကူညီရမယ်မနှက်ဖြန်ဖေဖေကိုခေါ်ပြီးသူ့ကိုသွားတွေ့မယ်အချုပ်ထဲမှာသူစားကြလို့ရအောင်
ငါရဲ့စာအုပ်တွေကိုသွားပို့ထားရမယ်သူ့ရွာကစာအုပ်တွေကိုလည်းမှာပေးရမယ်အေးဆွေစာမိုးပွဲအောင်မို့အစွမ်းကုန်ကူညီရန်ခင်ဖုံးအခိုင်မှာဆုံးဖြတ်လိုက်ပါသည်ရဲစကန်တို့အချုပ်ခန်းတို့ဆိုတာသမီးလိုမိန်းကလေးတယောက်လိုက်ဖို့မသိဘူးသမီးရဲ့ဖေဖေရှင်းနေကြီးဦးမြတ်ညွန့်နဲ့တွားလိုက်ပါမယ်အမြန်ဆုံးအမှုဆက်ပြီးအာမခံမြန်မြန်ရအောင်လဲလုပ်ပေးပါမယ်စိတ်ချပါစာမိုးပွဲမိအောင်လုပ်ပေးပါမယ်သမီးပေးခြင်းတဲ့စာအုပ်တွေကိုလည်းဖေဖေပေးလိုက်ပါမယ်ဖေဖေငင်းမြေဆိုသည်ကိုကြိုတင်တွေးပြီးသားမို့ငင်းလျင်ပြောရမည့်စကားများကိုခင်ဖုံးစဉ်းစားပြီးသားဖြစ်သည်သမီးရောက်ဖို့မတင်တယ်လို့အေးဆွေလည်းရောက်ဖို့ပဲတင်တော်မလဲဖေဖေရဲ့သူကရောက်ရုံတည်းမကဘူးအချုပ်တောင်ခံနေရတာသူ့မှာအပြစ်လည်းမရှိဘဲနဲ့သမီးကိုကူညီလို့ဖြစ်ရတာသမီးကသွားတော့တွေးတင်တာပေါ့လူတွေကတမျိုးထင်ကြမှာပြောကြမှာစိုးလို့ပါသမီးရဲ့လူတွေကတော့သွားမတွေ့လဲထင်ချင်ရထင်ပြောချင်တာတွေပြောကြတာပဲဖေဖေရဲ့ရိုးသားတာကိုယ့်ဘာသာသိပြီးသားပဲစာအုပ်တွေကဒီတိုင်းပေးလိုက်ရုံနဲ့မရဘူးဘယ်စာအုပ်ထဲမှာဘာတွေကြည့်ရမယ်ဆိုတာပြောရအောင်မယ်သူဘာလို့လဲဆိုတာကိုလည်းမေးရအောင်မယ်အဲ့ဒီလောက်တော့သမီးသူ့ကိုပြန်ကူညီမှဖြစ်မယ်နောက်ဆုံးတော့ခင်ဖုံးလိုက်ခွင့်ရပါသည်ဥပရှင်ကရှင်းနေကြီးဦးမြတ်ညွန့်ကိုခေါ်ပြီးရဲစခန်းသို့တွားတွေ့သည်ရှင်းနေကြီးကဆယ်တန်းပြည့်ပြီးကျောင်းသားဖြစ်နေ၍အမှုကိုမြင်မြန်စစ်နိုင်အောင်ရုံးတင်ပေးနိုင်ပါရန်စခန်းမှုနှင့်ဆွေးနေသည်ဆယ်တန်းပြည့်ရန်အတွက်စာကြက်နိုင်ရန်စာအုပ်များပေးခွင့်အတွက်လည်းညှိနှိုင်းပေး၍ခင်ဖုံးတွားတွေ့ခွင့်ရသည်ဒီမှာထိုင်ဆောင်တော့ဟိုအချုပ်ခန်းမှာအချုပ်သားကိုတွားထုတ်လိုက်အောင်မယ်ရဲတက်ချက်ကြီးကခင်ဖုံးကိုခုံတန်းလေးတစ်ခုမှအထိုင်ထိုင်ပြီးအချုပ်ခန်းစီသို့သွားသည်ခင်ဖုံးထိုနေရာမှာအချုပ်ခန်းကိုလှမ်းမြင်ရပါသည်ဘေးမှအပေါက်လေးများပါသောအုတ်နေရန်ကာထားပြီးအတွင်းမှဒုတဲ့ခိုင်မာသောတစ်သားချောင်းထူထူများကိုစိတ်စိတ်ကလေးထည့်ထားသည်တစ်သားချောင်းကြီးများအပေါ်မှာတန်ဆူးကျိုးများကိုကန်လက်ဖြတ်၍ကာထားသည်အထဲမှာအချုပ်သားများမြည်တို့နေရသည်ကိုတော့ခင်ဖုံးထိုင်နေရမှလှမ်းမမြင်ရကြည့်ရသည်မှာတတ်တာရှိမှာမဟုတ်မြင်သမျှနဲ့ပင်အသက်ရှူချက်စရာဒုက္ခများတနာပါတယ်ခင်ဖုံးရဲ့မျက်လုံးအိမ်မှာမျက်ရည်များရေဝဲလာသည်ရဲတက်ချက်ကြီးကအေးဆွေကိုခေါ်ထုတ်လာပါပြီအိုးဖြစ်မှဖြစ်ရလေအေးဆွေရဲ့အေးဆွေကိုလက်ထိတ်ခတ်ပြီးလက်ထိတ်နဲ့ဆက်ထားတဲ့တန်ကြိုးကိုရဲတက်ချက်ကြီးကကင်ထားသည်အေးဆွေကိုကြည့်ပြီးခင်ဖုံးရပါပေါ်မှာမျက်ရည်များအဆက်မပြတ်စီးဆင်းလာကြသည်အေးဆွေရှက်နေဟန်တူပါ၏ခေါင်းငုံထားသည်မျက်နှာလေးကလည်းညှိုးငယ်နေသည်ခင်ဖုံးရှေ့မှခုံလေးမှာအေးဆွေထိုင်သည်ခင်ဖုံးစကားပြောချင်တော့လဲပြော၍မရရင်ထဲမှာစုံနေနေသည်မျက်ရည်များကလည်းအစည်းအတားမရှိစီးဆင်းနေကြစေလက်နှစ်ဖက်နဲ့တောက်တော့လဲတောက်၍မနိုင်ခင်ဖုံးကိုကြည့်ပြီးအေးဆွေကပြန်တနာနေရသည်မငိုပါနဲ့ဟာအေးဆွေအားပေးမှပိုပြီးဝမ်းနေလာ၍ခင်ဖုံးထံမှရှိုက်တန်လေးများပါထွက်လာသည်ရဲတက်ချက်ကြီးကလက်ထဲမှတန်ကြိုးကိုကိုင်လည်းရဲ့ငရွယ်သူနှစ်ယောက်ကိုကြည့်ပြီးတာသမီချင်းစာနာ၍စိတ်မကောင်းဖြစ်နေသည်ခင်ဖုံးအတန်မထွက်နိုင်သေး၍ပလတ်စတစ်အဖြူလေးနဲ့ထည့်ထားသောစာအုပ်များကိုအေးဆွေလက်သို့လှမ်းပေးသည်လက်ထိတ်ခတ်ထားသောလက်နှစ်ဖက်ဖြင့်အေးဆွေလှမ်းယူသည်ကခင်ဖုံးအတွက်ပို၍စိတ်မကောင်းစရာဖြစ်ရသည်အေးဆွေရဲ့ငါလာမိတာမှားပါတယ်ခင်ဖုံးဝမ်းနဲ့ကြေကွဲစာငိုကြွေးပါသည်ရဲစခန်းမှုနှင့်နှီးနှိုင်းတွေ့ပြီးဖြစ်၍ဥပရှင်နှင့်ရှင်းနေကြီးဦးမြတ်ညွန့်တို့ခင်ဖုံးနဲ့အေးဆွေတို့ရှိရာသို့ရောက်လာကြသည်အဖေနဲ့ရှင်းနေကြီးရှေ့မှာငိုနေရန်မတင်တော့ကြောင့်ခင်ဖုံးမျက်ရည်များကိုတုပ်လိုက်သည်အေးဆွေကအိတ်အဖြူလေးထဲမှာခင်ဖုံးဆောင်များကိုထုတ်ကြည့်ပြီးခင်ဖုံးထံသို့ပြန်ပေးလိုက်သည်အချုပ်ခန်းထဲမှာမှောင်နေတော့စားကြည့်လို့မရပါဘူးလူတွေကလည်းများတော့နေရာကလည်းကျင်းပါတယ်ငါစာမိုးပွဲမဖြေတော့ပါဘူးအေးဆွေစိတ်အားလျှော့လိုက်ပါသည်မဟုတ်တာနေဖြေရမှာပေါ့ဖြေရင်အောင်မှာပဲနေကြည့်လို့ရအောင်ကြည့်ရမှာပေါ့ခင်ဖုံးကအားပေးသည်ဟုတ်ပါတယ်မောင်အေးဆွေစာမိုးပွဲကဖြေရမှာပေါ့တနစ်ဆိုတာနဲတဲ့အချိန်မဟုတ်ဘူးဒါကြောင့်မို့ဦးတို့ကစာမိုးပွဲအမိရုံထုတ်ပြီးအနည်းဆုံးအာမခံနဲ့ထွက်နိုင်အောင်စူးစမ်းထားပါတယ်ဂျားထဲမှာစာကြည့်လို့ရအောင်ကြည့်ထားရမှာပေါ့ရှင်းနေကြီးကလည်းအားပေးသည်ဖြစ်ပါတယ်အချုပ်ခန်းထဲမှာနေရာကျက်ပင်မဲ့နေဘက်အလင်းရောင်ရတဲ့နေရာမှာထားပေးပါမယ်ရက်တက်ချက်ကြီးကသူ့တက်နိုင်သည်ကိုကူညီရန်စံနာရှိသည်ဟုတ်ပါတယ်အေးဆွေနေဖြေပါဟဲ့နေမဖြေရင်တော့ငါကြောင့်စာမိုးပွဲကြရတာငါလည်းမဖြေတော့ဘူးအေးဆွေကခင်ဖုံးကိုလှမ်းကြည့်လိုက်သည်အဲ့ဒီလိုတော့မလုပ်ပါနဲ့နေရဖြေရင်တေချာပေါက်အောင်ပါဒါဆိုရင်လည်းနေဖြေပေါ့နေဖြေမှငါဖြေမှဟာဖြေပါမယ်အေးဆွေအလျှော့ပေးလိုက်ပါသည်
ကိုတင်မြင့်လည်းဒီနေ့လာမယ်ပြောပါတယ်လာရင်နေ့ရက်စာအုပ်တွေယူလာဖို့ငါမှာလိုက်တယ်မောင်အေးဆွေစာမိုးပွဲအမိအာမခံရအောင်ဥတို့အစွမ်းကုန်စူးစမ်းပါမယ်မောင်အေးဆွေကသာအချိန်မီထွက်ရင်ဖြည့်နိုင်အောင်စားကြပါအထဲမှာစားကြလို့ရအောင်တက်ကြကြီးကကူညီပေးပါဗျာဥပရှင်ကလည်းမေတ္တာရက်ခံလိုက်သည်အေးဆွေကိုအားပေးရင်ရဲတက်ကြကြီးကစိတ်ချပါကျွန်တော်ကူညီပါမယ်ကျွန်တော်သားလည်းရှစ်တန်းရောက်နေပြီသားသမီးချင်းစားနာပါတယ်စာနာစိတ်ရှိသောရဲတက်ကြကြီးကိုခင်ဖုံးကျေးဇူးတင်နေသည်